အခုလိုမျိုးတိုဘူးထမင်းတုပ်လေးကိုဘယ်လိုလုပ်ရမလဲဆိုတာကိုရိုက်ပြပေးမယ်နော်ကြည့်ပေးကြပါဦးကျက်သွန်နီကချိန်မှာဈေးရမ်းကြီးနေလို့နှလုံးလေးလှီထားလိုက်တယ်စီတက်ဖို့ပေါ့နော်အိမ်မှာပဲပုတ်ကမရှိတော့ဘူးပေါ့နည်းနည်းပဲကြံတာရှိသေးတယ်မဈေးရမဝယ်ခဲ့တဲ့ပဲပုတ်လေး3ပြားကိုကြောနေရပြီဖြစ်ပါတယ်ဒါကြောပြီးရင်ထောင်းပါလေပဲပုတ်လေးကြောပြီးတော့အေးထားမှာပေါ့ပူနေတဲ့အတွက်ကြောင့်မလို့လေထောင်းတဲ့အခါမှာအေးမှထောင်းလို့ခေါင်းတာထမင်း3ပွဲစာအတွက်ပဲပုတ်ကိုထည့်မှာပဲဖြစ်ပါတယ်ကိုကြိုက်နေတဲ့တော့ထည့်လို့ရတယ်ပေါ့နော်ဘယ်ကိုပြစ်လိုက်ပါမယ်အိုးဘုံတော့ရေရှဲလာတဲ့အထိပေါ့နန်းသွားတဲ့အထိစီတက်မှာပဲဖြစ်ပါတယ်အာမမွေးရတာပေါ့တုတ်ထဲမှာလေစားကြတဲ့ဟင်းလေးကုံလုံးငါချက်တွေ့မယ်သိလားစားနိုင်အောင်စားထပ်နော်ခုကတော့အလုတ်ကပြင်လာတဲ့ဒီဇိုင်းဖြစ်တဲ့အတွက်ကြောင့်မလို့ရုပ်ရည်ကတော့ခုလိုပဲပင်မနေတဲ့ရုပ်ဖြစ်နေပါတယ်ဒါပင်မနဲ့ကိုယ့်ရဲ့ညစာလေးကိုတူထမင်းတုပ်လုံးမှာလုံနေရပဲဖြစ်ပါတယ်ရှင့်ခုဆိုလို့ဆိုရင်တော်တော်လေးကိုနမ်းပြီးကျွတ်လာပြီပေါ့မွေးနေရပဲသိလားပဲဖို့ထောင်းပြမယ်နော်ဒါကတော့ခုနကတော့ပဲပုတ်ကိုပေါ့နော်ညက်နေအောင်ထောင်းထားတာပဲဖြစ်ပါတယ်အတုပ်ထဲကိုထည့်တာမှုရအောင်လို့ပေါ့နော်ချီလိုက်တူဘူးလေးဝယ်လာတာဒါမမျိုးစေးတွေက1000ဘူးပဲဖြစ်ပါတယ်ဒီတူဘူးလေးတွေကိုအတုံးတစ်တစ်လေးတွေအခုတုံးထားမှာပဲဖြစ်ပါတယ်ရှင့်ယိုချီရဲ့ကိုဟာလူချမ်းလေးပါတူဘူးလေးတွေကိုတေချာပေါ့ဒီလိုပြလေးတွေအရင်လှီးလိုက်တယ်ပေါ့နော်လှီးရလှီးပြီးဆိုလို့ဆိုရင်ဒီလိုလေးထပ်ပြီးတော့ဒီလိုမျိုးဟုတ်ပြီအဲ့လိုလှီးရမှာပဲဖြစ်ပါရဲ့ရှင်ခုဆိုတူဘူးလေးတုံးပြီးသွားပြီလေတုံးပြီးသွားပြီဆိုတော့ခါကျတော့ပြီးရင်ထည့်တုပ်ဖို့ပကံလေးကိုစနစ်ထည့်နေပါပြီရှင်ခုဆိုရင်စီချက်လေးရပြီတူဘူးလေးတွေလည်းလှီးပြီးသွားပြီပဲပုတ်လေးကိုလည်းကြော်ပြီးထောင်းပြီးသွားပါပြီရှင်ဒါကတော့ထမင်းတုပ်တဲ့ထဲကိုမကြီးသီးမဲ့ရည်လေးပဲဖြစ်ပါတယ်ဒါကတော့အခုမှကျက်တဲ့ထမင်းပြူပူလေးပဲဖြစ်ပါတယ်အဲ့ဒါကိုနှွားမှာပေါ့ဒီဟာတော်ပူသေးဘေးရန်ဖွားဖွား2ယောက်ကိုလည်းပေးမှဖြစ်တဲ့ကြောင့်ပူလေးစားရအောင်လို့လေကိုရဲ့ဘေးရန်ဖွားဖွား2ယောက်ရဲ့ဆို3ယောက်စာလုပ်နေရပဲဖြစ်ပါတယ်3ယောက်စာအများကြီးစားရတာပေါ့ကိုဘာသာလုပ်တော့တူဘူးနဲ့ရွက်လိထားတာထည့်လိုက်တော့မယ်နော်ပဲပုတ်ထောင်းထားတာထည့်လိုက်ပါမယ်ဒါကတော့မြေပဲစားလို့ထောင်းထားတာလေးထည့်လိုက်ပါမယ်စီချက်ထည့်လိုက်ပါမယ်စီချက်တဲ့ကိုမြုပ်ကြီးချမ်းမုံလေးပါတခါလေးရောထည့်ထားတာပေါ့နည်းနည်းလေးဆက်အောင်တနေ့တောင်မနေရသေးဘူးမှုရည်နေ3ယောက်စာ3ပကံစာအနေတော်မကြီးရည်လေးဖြောထားထည့်လိုက်ပါမယ်ထမင်းနဲ့တင့်တော်တဲ့စားကိုဖြူလိုက်ပါမယ်ထမင်းနဲ့တင့်တော်တောင်မှန်ပြီးအချိုမုံလေးတွေထည့်လိုက်ပါမယ်ဒါကတော့ကိုစင်ပြတယ်လို့ထည့်လို့ရပါတယ်ရှင့်ဝင်နေပြီပဲဖြစ်ပါတယ်ကိုကအယောင်လေးတိတ်ပါတာမကြိုက်တဲ့အတွက်ကြောင့်အယောင်လေးတိတ်ထဲမထားဘူးနနုံးမုံလောက်ပဲထည့်ထားပေါ့ထမင်းကတအားပူနေတော့ကောင်းကောင်းမနေနိုင်ခုဆိုအရန်ရတာရှိတဲ့တူထမင်းတုပ်လေးရပါပြီရှင်ဘယ်လောက်တောင်စားကြင်စရာကောင်းလဲမှုနေရပဲနော်ဘေးရဖွားတို့အိမ်ကိုကပေးဖို့ထမင်းတုပ်နဲ့တော့ထုတ်ပြီးပြီပဲဖြစ်ပါတယ်ရှင်တထုပ်ဆိုအများကြီးထည့်ထားဘိုက်ပြအောင်ထည့်ပေးထားတာလေတူဘူးထမင်းတုပ်